မင်္ဂလာပါကျွန်တော်အင်မလို့တက်တူဆရာမပါတယ်ကျွန်တော်အခုပြောပြချင်တာကတော့ကျွန်တော်တက်တူပြိုင်ပွဲကိုပထမဆုံးသွားပြိုင်ခဲ့တဲ့အတွေ့အကြုံပေါ့နော်အဲ့ဒါလေးပြောပြမှာဖြစ်ပါတယ်ဒါပထမပိုင်းပေါ့ပြိုင်ပြခဲ့တဲ့အကြောင်းအရာကျွန်တော်ရဲ့မိတ်ဆွေဒီဆော့ရစီပေါ့သူကကျွန်တော်ကိုခေါ်တာကိုဇောင်ရေးဒီပြိုင်ပွဲလိုက်ခဲ့အောင်မလားဒီတစ်ခေါက်ပေါ့သူကကျွန်တော်ကိုခေါ်တာဟိုနဂါပတုံတက်တူပြိုင်ပွဲဒုတိယအကြိမ်နဲ့ခေါ်တာအခုဆိုပြိုင်ပွဲ၅ချိန်မှပြတ်သွားပြီ၅ချိန်မြောက်မှသူကဒုတိယမြောက်ထပ်ခေါ်တာအဲ့တော့ကျွန်တော်ပထမချိန်မှာကျွန်တော်သူ့ကိုကျွန်တော်ဟိုဟာမလိုက်သေးဘူးပေါ့ကျွန်တော်တခြားတကယ်ချင်းတယောက်ကိုကျွန်တော်လမ်းညွှန်ပေးလိုက်တယ်အဲ့သူ့ကိုခေါ်သွားပေါ့အဲ့တော့ तू ကအဲ့လူကိုခေါ်သွားပြီးတော့သူတို့နှစ်ယောက်ပြန်ကြတယ်အဲ့ပထမဆုံးစပြန်ကြတယ်ပေါ့နော်အခု၅ချိန်မြောက်မှာကျတော့ကျွန်တော်ကိုလှမ်းပြီးတော့ထပ်ခေါ်တယ်ကိုစင်အောင်ကြီးလိုက်ခဲ့ဟိုအဲ့ကျွန်တော်မငင်းတော့ဘူးကဲလိုက်မယ်ကွာလို့ကျွန်တော်လည်းဟိုပြိုင်ဖို့အချိန်ကိုရောက်လာပြီပေါ့နော်ဒါငါလည်းလုံးမယ်ပေါ့အရင်တော့ဆိုကျွန်တော်ကတလူပြိုင်ရမှာအမတန်ကြောက်တာရင်လေးတယ်ပေါ့နော်ကျွန်တော်မပြိုင်ဘူးကျွန်တော်ပေါ့ပါပဲနေတယ်ကိုကကိုတလူထိုးတယ်ဟိုလာဝယ်ထိုးတယ်ပေါ့ဒီပုံတော့အကိုကြီး၅ပုံထိုးခြင်းနဲ့ငါးပုံထိုးခြင်းကြားပုံထိုးခြင်းနဲ့အဲ့လိုဆိုရင်တို့လာဝယ်တဲ့ပုံကိုကျွန်တော်ရောင်းတယ်ထိုးတယ်ကျွန်တော်မော်ဒယ်ခေါ်ပြီးတော့ဒီပုံတွေကိုထိုးရမယ်ဘာလဲဆိုကျွန်တော်မထိုးဘူးကျွန်တော်အဲ့ဒါတွေမလုပ်ဘူးကျွန်တော်လောကမသိရတာနဲ့မလုပ်ဘူးအဲ့တော့ပြိုင်ပွဲမှာအဲ့လိုလုံးမထားခြင်းအပြင်ပြဿနာရှိတယ်ကျွန်တော်တို့အနားနီးမှာပြိုင်ပွဲအတွက်ကျွန်တော်တို့ပုံရေးတယ်စေးကြံပေါ့နော်အဲ့စေးကြံရေးတဲ့အချိန်မှာအမရဒုက္ခရောက်တယ်ဆိုတော့သူပြိုင်ပွဲကဒီ2လခွဲ3လလောက်တော့အချိန်ရတယ်ဒါပေမဲ့ဒီစေးကြံလာအရေးခံမဲ့ model တွေကဟိုစနေတနင်္ဂနွေမှာအားတဲ့လူများတယ်အဲ့တော့တနင်္ဂနွေသူတို့အားတဲ့ရက်ကလေးကိုခေါ်ပြီးတော့ရေးရတာပေါ့နော်အဲ့ကြတော့ဟိုအရန်အကြီးတွေရေးဖို့မမီတော့ဘူးဒါကျွန်တော်ရဲ့အတွေ့အကြုံပြောပြတာနော်အဲ့ကျွန်တော်တို့ကဘာလို့စေးကြံနေမြမရေးထားတင်လဲဆိုတာပြိုင်ပွဲမှာပြိုင်ပွဲတော့ပြိုင်တဲ့လူပေါ့ဘူးဝယ်ထားတဲ့လူအတွက်အခွင့်ရေးတာအမှန်တမ်းများတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလူဘူးဝယ်ထားတဲ့လူဆိုရင်အနည်းဆုံး၄ပုံပြခွင့်ရှိတယ်တနေ့မှာ၄ပုံဆိုတာ best of the day မနေ့ရေးညနေတခါတည်းဟိုပြိုင်တဲ့ပုံတစ်ပုံအပြင်တခြားကိုရေးထားတဲ့စေးကြံ၃ပုံပြခွင့်ရှိတယ်အဲ့ဒီ၃ပုံကအကောင့်ကိုကြောပြည့်ပဲပြခြေထောက်တစ်ချောင်းလုံးပဲပြဒီ small job ပေါ့နော်3လက်မ4လက်မဟာပဲပြမယ်ကြိုက်တဲ့ဟာပြလို့ရတယ်တကယ်လို့ကို small job 3ပုံပဲရှိတယ်ဆိုတော့ small job 3ပုံပဲပြလို့ရတယ်တနေ့တည်းမှာ၄ပုံပြခွင့်ရှိတယ်အဲ့ဒါကိုကျွန်တော်ကအများကြီးပါမသွားတော့ကျွန်တော်ကဟို small job တေးလေးတစ်ပုံပဲကျွန်တော် best of the day ရေးတယ်တနေ့ကုန်ရေးတဲ့ပုံတစ်ပုံနှစ်ပုံပဲပြခွင့်ရှိတယ်အဲ့တော့ကျွန်တော်မှနှစ်ပုံကမပြခဲ့ရဘူး၄ပုံပြမှာနှစ်ပုံပဲပြနှစ်ပုံပြတော့ကျွန်တော်တို့အခွင့်အရေးနည်းနည်းသွားတာပေါ့နော်အဲ့တော့ကျွန်တော်ကနောက်ပွဲဆက်ပြိုင်ဖို့ဒီအစီအစဉ်ရှိတယ်ပေါ့နော်ဒီတိုင်းတော့ရက်လို့မရဘူးကျွန်တော်ဆက်သွားမှရမယ်ဒါဒီပွဲမှာတော့ကျွန်တော်စုရမလားဘူးအကောင်းဆုံးတော့ရေးတယ်ကျွန်တော်ရဲ့ပုံလေးတွေတော့ဒီတိုင်တွေကဒီအမှတ်ပေးတာတော့ရခဲ့တယ်ပေါ့နော်ဒါပေမဲ့စုတော့မရခဲ့ဘူးအဲ့တော့နောက်ပွဲမှာဘယ်လိုပြင်ဆင်ပြီးဘယ်လိုသွားမယ်ဆိုတော့သိလာတယ်เนาะဒါပေမဲ့ကျွန်တော်ကပြိုင်ပွဲအကြောင်းတွေကိုမသိဘူးလားဆိုတော့လည်းသိတယ်ဒါပေမဲ့ဟို100ခန်းတော့အပြည့်မသိဘူးဘာလို့ကိုယ်တိုင်ဝင်မပြိုင်ဘူးတော့100ခန်းတော့အပြည့်မသိဘူးကိုယ်တိုင်ဝင်ပြိုင်လိုက်တဲ့အတွက်100ခန်းတော့အပြည့်သိသွားတယ်အဲ့တော့နောက်ပွဲတွေမှာဘယ်လိုပြင်ဆင်ရမလဲဘာတွေလောက်သွားရမလဲဆိုတော့သိလာတယ်เนาะအဲ့ဒါတော့ဒါကျွန်တော်ပြောချင်တာကညီငယ်တွေတတူဟိုပြိုင်ပွဲတွေမှာပြိုင်ကျင်တယ်တတူပြိုင်နေတဲ့လူတွေကိုအားကြတယ်ဆိုရင်အခုတွေကကိုယ့်ရဲ့လက်ရာဒီစေးကြံတွေကိုရေးထားပါเนาะအဲ့ဒါရေးကြည့်ပါတယ်ကြောပြင်အပြည့်ပဲရေးခြေထောက်တစ်ချောင်းလုံးပဲရေးဒီဟိုလက်တစ်ချောင်းလုံးပဲရေးပေါ့เนาะကိုရေးခြင်းတဲ့အောင်ရေးထားပါအဲ့ဒါတွေကဟိုရောက်ရင်ကိုပြလို့ရတာပေါ့เนาะအဲ့တော့ဟိုကိုရှိမှာအရေးခံမဲ့ model ကလည်းကိုနောက်ကိုလိုက်နိုင်မဲ့လူဖြစ်ကြမှာเนาะဟိုပြိုင်ပွဲကိုလိုက်နိုင်ရမယ်အဲ့ဒါမှလည်းအဆင်ပြေမှာအဲ့လိုမလိုက်နိုင်ဘူးဆိုရင်ကိုရေးထားတဲ့အလကားဖြစ်မှာအဲ့လိုသေချာ model နဲ့ညှိပါအဲ့တော့ကျွန်တော်ပြောချင်တာကအခုနောက်ဆုံးအနေနဲ့ကျွန်တော်ဒီဟာကိုကျွန်တော်ဒုတိယပိုင်းဆက်ပြောပြပါမယ်ပြိုင်ပွဲသွားရင်ထပ်ပြီးတော့ဘာတွေထပ်လုံးမလဲဆိုတော့ပြောပြပေးပါမယ်အခုတော့ဒီလောက်နဲ့ပဲဆုံးသက်ပါမယ်ကျေးဇူးတင်ပါတယ်ကျွန်တော်အိမ်မက်ဆိုတက်တော့ဆရာမဖြစ်ပါတယ်